လောကမှာတမားတော်တွေဆိုတာယောဂပြောဖို့ဆေးကုတဲ့အခါမှာတခါတရံယောဂအတွက်တည်တံ့ဖော်ထားတဲ့ဆေးရှိသလိုလူတိုင်းအတွက်ပေးရတဲ့အထွေထွေယောဂကုဆေးမျိုးလည်းပဲရှိတာပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒါနဆန္ဒတဦးနဲ့တူစိတ်သဘောထားချင်းမတူကြတဲ့ကွဲပြားခြားနားတဲ့စိတ်ဆန္ဒတွေရှိတယ်ဣဇာတရားလို့ဆိုတဲ့နှလုံးသွင်းတဲ့ဇယိုက်ဝါဒနာတွေကွဲပြားခြားနားကြတဲ့လူသားတွေကိုဆုံးမတယ်ဆိုတာတမန်စိတ်ကူရတဲ့ကိစ္စတဲ့အများကြီးပို့ပြီးတော့ခက်ခဲတယ်ပေါ့လူတယောက်ရဲ့စိတ်ကိုဆိုင်ကြောင့်16မျိုးနဲ့ခွဲခြားပြီးတော့သိပြီးဟောတာပဲဖြစ်တယ်ပေါ့စိတ်ဓာတ် ानु ပဒနာမှာပါတဲ့အတိုင်းပဲလူတယောက်ရဲ့စိတ်ကို16မျိုးတည်းကဘယ်မျိုးစားလဲဆိုတာကိုကြည့်ရှုပြီးတော့မှထိုလူရဲ့ဇယိုက်ဆန္ဒနဲ့ကိုက်ညီတဲ့တရားကိုက်ညီတဲ့စကားလုံးကိုက်ညီတဲ့ဥတီချက်ကိုထည့်သွင်းပြီးတော့ဟောကြားတာဖြစ်လို့လူတိုင်းဟာမြတ်စွာဘုရားရဲ့အဆုံးအမစကားကိုကြားနာလဲရတာနဲ့သူ့ရဲ့ဆန္ဒသူ့ရဲ့နှလုံးသွင်းနဲ့ကိုက်ညီပြီးတော့အသိဉာဏ်တကားဟာပွင့်သွားကြတာပဲဖြစ်တယ်အဲ့ဒီအသိဉာဏ်တကားပွင့်သွားတာမသိသေးတာတွေပျောက်ကွယ်သွားပြီသိရှိမှုဆိုတဲ့ဉာဏ်စွမ်းအားတွေတက်လာအဲ့ဒါကိုပဲစာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုဓမ္မစက္ခုတို့ဓမ္မမျက်စိတရားဓမ္မနဲ့ပတ်သက်တဲ့အမြင်မျက်စိတစ်မျိုးရရှိလာနိုင်တယ်လို့သူတို့ဆိုတယ်မျက်စိဆိုတာပဂရိမျက်စိကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့အသိဉာဏ်ကိုရည်ညွှန်းတာဖြစ်တယ်အသိဉာဏ်နဲ့ပတ်သက်ပြီးတော့အသုံးပြုတဲ့စကားလုံးနှစ်ခုရှိတယ်သိတာရဲ့မြင်တာရဲ့သိခြင်းနဲ့မြင်ခြင်းဆိုပြီးတော့ဒီစကားလုံးနှလုံးကိုအသုံးပြုတာသိတာဟာဉာဏ်ရဲ့ characteristic လို့ခေါ်တယ်အမှတ်သားလက္ခဏာပဲဖြစ်တယ်ဉာဏ်ဆိုတာသိတယ်အမှန်မှန်ခွဲခြားပြီးတော့သိတယ်မသိခြင်းရဲ့ဆန့်ကျင်မဲ့သိတယ်ဆိုတာဒါဉာဏ်ရဲ့သွင်းမြင်လက္ခဏာ characteristic ပဲဖြစ်တယ်မြင်တယ်ဆိုတာကြတော့ဉာဏ်ရဲ့အစွမ်းအစတစ်ခုကိုပြောတာသိတယ်မြင်တယ်ဉာဏ်ရဲ့အစွမ်းအစမြင်တယ်လို့ဆိုတဲ့နေရာမှာမျက်စိနဲ့မြင်ရသလိုအကျိုးအကြောင်းကိုအသိဉာဏ်နဲ့စဉ်းစားကြည့်တာနဲ့လေမှန်ကန်တာကိုမြင်နိုင်တာပေါ့နော်မြင်နိုင်တာပေါ့တရားဓမ္မကိုသိတယ်မြင်တယ်ဆိုတဲ့ဒီအသုံးလုံးစာပေကျမ်းကမှာပါဠိမှာဒီလိုသုံးနေရှိတယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုနိုင်မှတ်သားရင်ကနေပြီးတော့သိချင်းမြင်ခြင်းဆိုတဲ့အရည်ချင်းတရားကိုဖြစ်ပေါ်စေတာဖြစ်တယ်ဒေသနာတွေဟောပြောတဲ့အခါမှာအကြောင်း၄မျိုးနဲ့မြတ်စွာဘုရားကတရားတွေအကျိုးအတွက်တရားဓမ္မကိုဟောပြောနေရှိတယ်ထိုသုတ်တန်နေဟောတဲ့အခါမှာမိမိရဲ့မြတ်စွာဘုရားရဲ့ဒီပရိသတ်ကိုတော့ဒီတရားဟောမှပဲလို့ကိုယ့်ရဲ့အစ္ဆတေယနှလုံးသွင်းဆန္ဒအရာဟောတဲ့တရားလည်းရှိတယ်အဲ့ဒါကြတော့အတ္တိဇာတေယဆိုတဲ့ကိုယ့်ရဲ့အစ္ဆတေယနဲ့ဟောတာကြတော့များသောအားဖြင့် general point ကိုဟောတယ်လို့ယူဆရရှိတယ်နော်ဘာလို့လဲဆိုရင်မြတ်စွာဘုရားရဲ့သူစိတ်ဆန္ဒနဲ့သူဟောတာဒီပိဋကကြီးကိုဘယ်လိုစကားမျိုးပြောရမလဲဘယ်လိုတရားမျိုးဟောရမလဲဆိုတာသူ့ရဲ့ဆန္ဒအရာဟောလိုက်တယ်အဲ့ဒီဟောတဲ့တရားသည် general point ပဲ
အများအတွက်အကျိုးရှိနိုင်တဲ့ဟောပြောဆုံးမချက်ပဲဖြစ်တယ်တချို့တရားကြတော့အကြောင်းတစ်ခုကပရိစ္ဆာတရားလို့ခေါ်တယ်တရားနဲ့ပရိသတ်ထဲကတူတယောက်ရဲ့တခြားလူတွေရဲ့အစ္ဆာတရားကိုကြည့်ပြီးတော့ဟောတာရှိအစ္ဆာတရားဆိုတာသူတို့ရဲ့နှလုံးသွင်းစရိုက်ဝါဒနာသူတို့ရဲ့ဆန္ဒဒီပုဂ္ဂိုလ်ဟာဘယ်လိုစကားမျိုးပြောမှသူ့ကိုဘယ်လိုအသုံးနဲ့ဘယ်တရားဟောမှဆိုတာသူနဲ့သူ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရွေးချယ်ပြီးတော့ဟောတာကြတော့ပရိစ္ဆာတရားလို့ခေါ်တယ်။သို့မဟုတ်သူကိုယ်တိုင်ကသိချင်တယ်။သူသိချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ဟောတာကြတော့ဒီပုဂ္ဂိုလ်ရဲ့အကျိုးအတွက်ဟောတာဒါ general point မဟုတ်တော့ဘူးပေါ့နော်။အဲ့ဒီပုဂ္ဂိုလ်နဲ့အလားတူဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာနှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီတရားကိုသဘောကျနားလည်ကြမှာဖြစ်တယ်နောက်တစ်ခုကြတော့ပု္ပ္ပာဝတိကလို့ခေါ်တယ်ပရိသတ်တွေကမေးကိုမေးတယ်သူတို့သိကျင်တာတွေမေးကြတယ်အဲ့ဒီမေးတဲ့မေးခွန်းအားကိုအဖြေထုတ်ပေးတဲ့အနေနဲ့ဟောတာလည်းပဲရှိတယ်အဲ့ဒါကြတော့အမေအဖြေတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသိကျင်တဲ့မေးခွန်းတွေကိုမေးတဲ့သဘောမေးတာကိုဖြည့်ပေးတဲ့သဘောအနေနဲ့အဖြေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဒေသနာတော်မျိုးဒါလည်းမေခွန်းရှင်ရဲ့မေခွန်းနဲ့ဆက်ဆက်ပြီးတော့ဟောတာဖြစ်လို့မေခွန်းရှင်အတွက်တိကျဥဒိကျနဲ့ဟောတာဖြစ်လို့ general point တော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကြတော့ဘာလို့ဆိုအထုပ္ပတ္တိကဖြစ်ပေါ်လာတဲ့အကြောင်းအရာဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စကိုဥတည်ပြီးတော့ဟောတဲ့တရားမျိုးလည်းရှိတယ်။ဒါမျိုးကလောလောဆယ်ဖြစ်ပေါ်နေတဲ့အကြောင်းတစ်ခုကိုဆွဲပြီးတော့ဟောရမျိုးကြ